အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးချင်တဲ့ဇာတ်လမ်းလေးကတော့စပိန်ဘရဲ့လှိုင်ခင်ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းစာလှိုင်ခင်တို့ရွာမှာခြုံနေတုံတိုးနေပြီတလုံးလုံးနဲ့ဆိုတော့တော်တော်ကြားနေပြီထင်တာပြီးမှဘယ်ဟုတ်မလဲမာစတာမှုကိုပစိုးနေကြတွေဥပဒေမဲ့လုပ်နေတာအဲ့ဒါချက်ချင်းပဲစပိန်ဘရဲ့လှိုင်ခင်ကယောက်ျားဘင်းကြီးနဲ့ရောက်ချလာပြီဟိုငနေတို့တီတာသူတို့ကကိုပိုင်ဇာညွန်းနဲ့ဆိုတော့အလိုနဲ့စော်လေးရဲ့အထင်ကြီးမှုကိုဝေကြီးအမြောင်များတုံးပြီးလှိုင်ခင်ကရယူနေတာအမမောင်စောချစ်သောဆရာမရောအုံသီးစော်ရောနဲ့အနေကလည်းအလေးအောင်ထဲစရာမလိုဘူးအသုံးကုန်ချိန်တာဟုတ်ပါအလိုပဲတစ်ဖက်မှာလည်းခေပညာတက်ရွာသားတယောက်ကဘောင်စင်လက်ရည်တွေဝေပြီးလက်ဝါးတွေနဲ့ရိုက်တာဟိုမှာတဖျားများပဲခေကလည်းဂျပန်ခေဆိုတော့လက်ဝါးကိုအဓိကထားကြတာအလိုနဲ့ငနေတွေလည်းလက်ဝါးတွေအသုံးရိုက်ပြီးမောသွားတော့မြန်မာပြည်တပတ်ပတ်မယ်လို့တာသဝင်းဝီရင်လှိုင်းခင်ကအကျွေးတောင်လိုက်တောင်းနေပြီအဲ့ဒါစီးဆရာကြီးဦးရန်ဘလူးစီပတ်စလာတောင်းရင်ကဂျိုထိုးလို့ဆိုပြီးဆရာကြီးကိုလာပင့်လာတဲ့တူတော့လှိုင်းခင်လေကြားဘူးနာဝနဲ့ပါထဒီနာပါဒီရင်ပျောက်တယ်ဆိုပြီးအဲ့ဒါလူနာကသူမဟုတ်ပဲသူမိမဖြစ်နေရနဲ့အနေလေအကျွေးရတဲ့6ချက်ရောထုတ်ပြီလေရောဟိုမှာဒါလည်းဦးရန်ဘလူးကမကျေနပ်ပြန်ဘူးသူမိပြအောင်လောက်တာဆိုပြီးတကြီးဦးဒီမိုးစီလာတိုင်းအဲ့ဒါတကြီးကလည်းလှိုင်းခင်အမေစီကနေနေပြန်တို့ယူနေရတော့သူလည်းဘာမှလုံမပေးနိုင်ဘူးလုံမပေးနိုင်တာနဲ့ရွာထားလဲမြန်မာပြည်ပတ်ဖို့BSK ကြီးထုတ်ပြီးအသုံးထိုးချလာတာဘယ်တော့မှတော့မချဘူးလှိုင်းခင်တို့ရွာရောက်ချလာရောအမစပိန်ရဲ့လှိုင်းခင်ကလည်းမူမူနဲ့စပိန်ကိုဖိုက်တာလို့နင်းချလာတာတခါမှမမြင်ဘူးတဲ့စိမ့်စိမ့်တို့ကြီးတွေ့တော့အသုံးခွာထုတ်ပြီးစပါတတ်ထုတ်ပြီးလေတာဟိုကနေရှူးတော့ဖြောင်းမပန်းလိုက်ရဘူးအဲကနေသူဆိုင်ကဆန်တို့ကခတ်တော့လှိုင်းခင်ကိုပြဿနာရှာရောရှာတော့လှိုင်းခင်လဲတကြီးစီမှာရှင်းဆိုပြီးခေါ်ချလာလိုက်တယ်အဲ့ဒါဟိုရောက်တော့သူတို့ထပ်ဦးနေတာကဆေးဆရာတို့ဇက်ဆရာတို့ဖွဲမောင်စောခြေသောဆရာမကိုပြီးပြတ်တော့မွန်းမွေးခိုးပေးလို့ဆိုပြီးကိုမအမတကြီးတယ်ဘသူဘဝဆိုတာစစ်လေဘသူမှဝယ်မခံတော့ပညာတတ်ရွာထားကပဲသူဖြည့်ရှင်းပေးပြစီဆိုပြီးတစ်ချက်ပဲချကင်လုပ်လိုက်တယ်လူမျိုးကြီးဝတ်မီးဖြစ်နေတာအလိုနဲ့သူတို့ကိစ္စပြီးတော့ရွာထားတို့ကိစ္စဖြည့်ရှင်းပေးလိုက်တာဆိုင်ကမကောင်းမချင်းရွာထားကိုလှိုင်ခင်းတို့အိမ်မှာပဲဈေးငိမ့်ထားခိုင်းလိုက်တယ်အဲကနေရွာထားကမျိုးသားဆိုတော့ရွာမှာရှိတဲ့ခေဘော်ပစ္စည်းမကောင်းတာတွေပြင်ပေးပြီးတော့ကြက်ပွဲလာဖမ်းတဲ့တကြီးကိုဟိုကနေတွေကအခြေမငါပြေးထူတာကိုသူကဝင်ခဲ့နေရောက်တာမှမချသေးဘူးရွာရဲ့ဟီးရိုးဖြစ်နေပြီအဲ့ဒါဟီးရိုးဖြစ်တော့စပိန်ပြည်လှိုင်ခင်ကမကျေနပ်ဖဲစော်3ယောက်လုံးကိုစပိန်ပေါ်တင်ပြီးအသုံးကုန်နဲ့အိမ်မတ်ထုတ်ပြီးတာဟိုမှာငနေကတော့ရေးငတ်တော့မယ်အဲ့ဒါပြီးတော့တခါဟိုငနေနှိုးမရဘူးဆိုတဲ့ဆိုင်ကယ်ကိုဆိုင်ကယ်မမြင်ဘူးတဲ့ငနေကဘလို့နှိုးပြီးဘလို့မောင်းချလာလည်းမသိဘူးဂျပန်ခင်မှာဓာတ်ကြိုးတဲ့ဓာတ်တိုင်တွေကပါလာပြန်ရောကိုမှာပြီးတော့အုံမင်းချုံပြီးမှောက်နေတော့ငနေကိုကဲပြီးမချဘူးသူ့အမေကိုပါဓမြထတိုင်နေလို့ရွာထားပဲကဲရပြန်တာပဲဒါနဲ့ငနေလေလက်သီးနဲ့ဝင်တွန်းအဲ့ဒါသူ့တွန်းချက်တွေမခံနိုင်တော့ဓမြတွေရန်ကအဖွားကြီးလွတ်သွားပြီချက်ဆိုင်ဒီလေးတွေဗစားဖြားမှာပါရေပန်းစားကိုရောဒါနဲ့လည်းမပြီးသေးဘူးရွာထွားတရားဝိုင်းထိုးအဲ့ဒါတွေ့ရလုံးကိုသူတို့3ယောက်ထဲရဲ့ရွာညီချအဲ့ဒါတရားထိုးရတာဝိုင်းမကူတာတကြီးလှိုင်ခေအမေအိမ်တက်တော့လိုက်ချောင်းတာတအုပ်ကြီးဟိုမှာအဲ့ဒါတကြီးကလည်းဘာများလာလို့တာလေလို့အတိုးလာတွင်တာပြီးတော့ဘာတွေဖြစ်ကုန်လဲမသိဘူးလှိုင်ခင်ကနတ်ထင်အားကောင်းတာစပိန်နဲ့ဆိုင်ကပြိုင်မယ်လို့ရောမဖြစ်နိုင်လို့ဝိုင်းတာလေငနဲ့ကလက်မခံဘူးရွာမှာသူပဲထိတ်သီးဖျက်ရမယ်ဆိုတာနဲ့စိန်ခေါ်ပွဲတွေဖြစ်ပြီးအသုံးတီတာရွာထားဆိုင်ကလည်းအခုကြတော့အကောင်ပြီးတော့အဲဆိုင်ကတွေဒီလောက်စီတုတ်တာကိုသူဆိုင်ကအခုထိစီမကုန်ဘူးစီမကုန်တော့အသုံးပြိုင်ပြီးဆိုင်ကရမလဲရဘူးစပိန်သမားကမှောက်လို့တခါသူ့ပြန်ကြရပြန်ရောဘိုးမစပိန်ဝင်ဒါလည်းကနေကကျေးဇူးမတင်ဘူးသူနာမည်ကြီးဖို့ပဲအကွာဆန်းနေထထွင်တာဓမြတွေနဲ့တိုင်ပင်ပြီးသူ့အမေရွှေတွေနဲ့ဆော်တွေကိုသူကခဲဒါပေမဲ့ဇန်ညုံကတဝက်လောက်ပဲရတယ်တကယ်ဓမြအစ်စ်တွေရောက်ချလာတော့အကုန်ဖမ်းချတော့တာရွာထားပဲလက်သီးနဲ့လိုက်တွန်းရပြန်ရောဟိုမှာအဲ့ဒါငနေလက်သီးအတွန်းကောင်းလို့တရွာလုံးလွန်မြောက်သွားပြီးငနေလေသူ့ BSC နဲ့ပြန်ချလာတာဘယ်သူမှငချောင်းဖို့မစားလိုက်ရပဲပြီးဆုံးတော့ပါပြီပေးကျင်တဲ့ message ကတော့လက်သီးအတွန်းကောင်းရင်ဟီးရိုးဖြစ်တဲ့ဆိုတာပါပဲကိုမအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ